မင်္ဂလာပါရှင်ကျမကတော့စာရေးသူတော်ရာအေးလည်းဖြစ်ပါတယ်ဒီနေ့မှာကျမကိုယ်တိုင်ရေးသားထားတဲ့ဟိုတနေ့ကပွင့်ဦးဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြချင်ပါတယ်ဒီဝတ္ထုတိုကို2020ခုနှစ်မှာ Idea မဂ္ဂဇင်းမှာပထမဆုံးအကြိမ်ဖော်ပြထားခဲ့ပါတယ်2023ခုနှစ်မှာထွက်ရှိရဲ့ကျမရဲ့တယောက်တော်သူကတယောက်တော်သူကိုဆိုတဲ့ဝတ္ထုတိုစုမှာလည်းထပ်မံဖော်ပြထားခဲ့ပါတယ်တောတာရှင်များနောက်တောတာအစီအကြည့်ကြပါရှင်ဟိုတနေ့ကပွင့်ဦးတစ်မနောသိဋ္ဌိရဲ့ဆွမ်းပကားကိုအယုံအကြည်ရှိသလားဟုစိတ်ငယ်လုံးပညာရဲ့လိုက်စားသည့်တငယ်ချင်းတူကကျမကိုမေးဖူးပါသည်သူကရှေ့ပြဟောဘေရင်ဆရာလည်းမဟုတ်အကြအမြင်ပညာရှင်လည်းမဟုတ်ပေမဲ့စိတ်ဆွမ်းအင်ကိုအထူးပြုလေ့လာနေသူမို့သူ့မိကုံးကိုစိတ်ဝင်စားမိသည်တို့ပေမဲ့ကျမမှာအဖြစ်မရှိပါယုံကြည်သည်မယုံကြည်သည်ကိုတိတိပပပြောဖို့ရာလုံလောက်သောအကြောင်းပြချက်နဲ့ဖြစ်ရတစ်ခုခုတော့ရှိနေထားသည်မဟုတ်လားဘလို့ဟာမျိုးကိုပြောတာလဲဥပမာပြောပြပါလားယင်ဆိုပါတော့ကိုယ်စိတ်ထဲမှာလူတစ်ယောက်ကိုတွေ့ချင်တယ်တစ်ခုခုစားချင်တယ်တစ်ခုခုသွားချင်တယ်တစုံတရာဖြစ်ချင်တယ်ဆိုပါတော့ကိုဖြစ်ချင်တဲ့အတိုင်းဖြစ်လာတာမျိုးလေသူ့အဖေကစောတကတက်ချင်စရာထို့အတူလက်မခံချင်စရာအယူတဲလုံးတီဟုထင်ချင်စရာတူဒီမဟုတ်ရုပ်တိမတန်သောဆက်ဆက်ပူးကတ်မှုတွေဟုဆွဆွဲချင်စရာဒါတော့တိုက်ဆိုင်မှုလည်းဖြစ်ကောင်းဖြစ်မှာပဲလေတောင်းတလိုက်သမျှရာကျွေးဖြစ်လာကျွေးဆိုရင်ထိုင်းပြီးစူပဲတောင်းနေတော့မှာပေါ့ဟုတ်တယ်အဲ့ဒီတိုက်ဆိုင်မှုပဲဆိုပါတော့ဒါပေမဲ့တမင်တကာအားမထုတ်ပဲကိုမထင်မှတ်ထားတဲ့ဒေါင်ဂျိုးကနေဒီလိုတိုက်ဆိုင်ဖြစ်ဖို့ဆိုတာလွယ်တဲ့ကိစ္စမှမဟုတ်တာဆူတောင်းနေတာမျိုးဒါမှမဟုတ်တဆင်ချင်းစ조사ပြီးချိကက်သွားတာမျိုးမဟုတ်ဘဲစိတ်မှာအာယုံစူးစိုက်ပြီးရင်ညွှန်းလိုက်ရုံနဲ့ဖြစ်လာတဲ့အရာမျိုးကိုပြောတာထိုတငယ်ချင်းနဲ့ကျမဒီအကြောင်းကိုပြောဖြစ်ကြတော့ကတက္ကသိုလ်ဒုတိယနှစ်မှာပါမမရရနွေရသည်ကြောင့်မပိတ်မီမင်းရသည်အဦးအဆမှာပေါ့ထိုစဉ်ကစာတင်ဆောင်အပြင်ဘက်မြေသားဆင်ကြံပေါ်တွင်တိရွက်ချောင်များရှက်တိုက်မျောလွင်းနေသလိုခန်းတွင်နေသောကျမ၏စိတ်ဝိညာဉ်သည်လည်းညှိုးလျော်ပေါ့လွင်စွာပင်ဝဲလည်နေခဲ့ပါသည်အထူးတလဲပျော်ရွှင်မနေသလိုလေးပင်၍လည်းမနေပါမမတ်ထင်ဆွဲလန်းပူသောမျက်နှာတစ်ခုကိုတော့မြင်အောင်မိပါသည်ပထမနှစ်တုန်းကတွေ့ကျင်လိုက်တာဟုအယောင်ယောင်အကန်ကန်ပြီးတန်းဖူးသည့်အမတ်တညာတစ်ခုကိုလအတန်ကြအောင်ကျမမေ့နေခဲ့သည်မှာကြပါပကောစီစွမ်းအားအကြောင်းစကားစမိတော့မှညီတို့မြတ်သက်ဆိုင်ခြင်းမရှိအလံဝေးကွာလွန်လာသည့်သူကိုဖြတ်ကနေတတိယမိသည်တိနောက်မှာစိတ်စွမ်းအားအတွက်ကျမဤစံတမှုတစ်ခုရဲ့ဟုဆိုခြင်းလဲဆိုကြပါတော့ဒီနေ့တော့ပြန်တွေးလိုက်မည်ဆိုသည့်မျှော်လင့်ချက်ကိုထိုကာလအတော်အတွင်းတကြော့ပြန်ခိုင်မာမာတိဆောက်ခဲ့သည်ယုံကြည်ခဲ့ဘူးသည်တို့ပေမဲ့အချိန်မှာပြက်ကလေးစာရွက်များကိုသာတိုက်စားသည်မဟုတ်ဘဲကျမဤစိတ်ကူးရင်ဘုံဘိမှန်ကိုလည်းနှိပ်ဖြော့စေခဲ့သည်တွေးဖြစ်တယ်လို့ဖြစ်မလာခဲ့ယင်းနီလာတီတငယ်ချင်းများကတော့ကျမတွင်စစ်မှန်ပြင်းပြသောခံစားချက်မရှိခြင်းကြောင့်ဟုကောက်ချက်ဆွဲကြသည်ဟောအခုတော့နှစ်ပေါင်း20နီးပါးကြာတော့မှတွေ့မြင်ခြင်းသူကိုတွေ့မြင်ရတော့သည်ထူးတော်ထူးဆန်းသည်တနေ့ကကျမဤသားငယ်ကသူကြီးလာလျင်နာဆာမှာအလုပ်လုပ်ပြီးအာကာသစခန်းတွေမှာခြေချခြင်းသည့်အကြောင်းပြောလာသည်ထိုခဏတွင်ဖြစ်ရမှာပေါ့သားဆိုသည့်ကျမဤအပိတံမှာတာမန်ထက်အနှဲငယ်ပိုပြီးရှင်ပြနေခဲ့ပါသည်တစ်ဆက်ထဲမှာပဲသူအလုတ်ကန်ဆင်ပြေရဲ့လားနောက်တစ်ခါထပ်ဆုံနိုင်ရင်ကောင်းမှာပဲဆိုသည့်အတွေးကတွဲလျက်ပါလာသည်မျက်တောင်ထူထူနက်နက်နဲ့သူ့မျက်ဝန်းကိုရောအလင်းဖြာတက်သည့်သူ့အပြုံးကိုရောတခုခုတွေးနေလျင်လက်ပိုက်လျက်မေးစေးကိုပုတ်သည့်သူပုံစံတစုံတရာပြောလိုဟန်ရှိလျင်ရွှေရောင်မျက်မှန်ကိုနာယိုးအပေါ်သို့တွန်းတင်တတ်သည့်သူ့အချင်းကိုရောအနုစိတ်အမှတ်ရမိသည်တိနောက်ကျမမှာဆဲကျော်တက်ကလေးမလေးတယောက်လိုပင်ခစ်နဲ့အတန်ထွက်ရေးလိုက်မိသည်ဆဲစုနဲ့နှစ်ခါပြန်ကြော့ပြီးမှတွေ့မြည်တွေ့တော့လဲခီးသွားဟန်လွယ်ဖြက်ကနေတရိယာမိပြီး
မရှိမနှောင်းမှာပဲကြုံကြိုက်လာသည်မို့စိတ်ဆွမ်းအားလားတာမန်တိုက်ဆိုင်မှုလားမဝေခွဲတတ်ပါမိတို့ဆိုစေတွေးချင်မြင်ချင်လှသူကိုတွေးရပြီပဲသူကတော့ကျမကိုမမိဟန်မတူပါနှစ်ဒီနှစ်20အတွင်းသူ့တွင်ပြင်းရောဟန်ပန်ရောကနည်းနည်းမျှမပြောင်းခဲ့ပါဒီအစ်စ်မှာကျမပြောနိုင်တာကအပေါ်ယံအမြင်ပါပဲဟိုတုန်းကလိုကြည်လင်မှုတက်ကြွမှုနူးညံ့မှုအစရှိသောနှစ်လိုဖွဲ့ရာနာမဝိသေသနာအလုံးစုံမှာသူ့ထံတွင်ကိန်းအောင်နေစေဟုခံစားမိသည်ဒါကြောင့်လေသူ့ကိုမြင်လင်းမြင်ချင်းမှတ်မိနိုင်ခဲ့သည်နေပြည်တော်မှရန်ကုန်သို့ပြန်တမ်းမိလေရင်ချင်းညိကလာသဖြင့်အကျိုးထောက်သည့်ဘတ်စကားပေါ်သို့တက်ရန်လူဒန်းရှည်ထဲတွင်မမျှော်လင့်ပဲသူ့ကိုတွေးလိုက်ရချိန်တွင်ကျမ၏ခြေလမ်းများကလည်းထိန်းချုပ်မှုကင်းမဲ့စွာသူ့အနားသို့အလီအမြန်ရွေ့သွားခဲ့သည်သူ့ဘေးကလျက်ကိုရောက်ပြီးနှုတ်ဆက်ဖို့ရအသင့်ဖြစ်ချိန်ကြာမှကျမ၏မရေမရာနိုင်မှုကိုပြန်လည်သတိပြုမိသည်သူ့ကိုဘယ်လိုခေါ်ရပါမလဲဆရာလားအကိုလားဒါမှမဟုတ်သူ့နာမည်ရှိမှဦးဖြစ်ဖြစ်ကိုဖြစ်ဖြစ်ထဲ့ခေါ်ပြီးနှုတ်ဆက်ရမှာလားကျမ၏အဖြစ်ကအတော်လေးကြောင်တောင်နိုင်ပါသည်နှုတ်ဆက်လိုက်ပြီးပဲထားပါတော့သူကကျမကိုမှတ်မိပါမလားဒါသည်3.1%ပင်တေချာမှုမရှိပါကျမကရောသူ့ကိုဘယ်လိုရှင်းပြရပါမလဲဆရာမြန်မာနိုင်ငံကိုပြန်ရခါစားတုန်းကအတန်းတစ်ခုမှာဧည့်တင်ကြသူအဖြစ်2 နာရီစာတစ်ချိန်ဝင်ပြီးပြောပူးတယ်လေဟုအစားဖော်ပေးရမလားတူဒီမဟုတ်အဲ့ဒီတုန်းကဆရာကနိုင်ငံခြားမှာကျောင်းတက်တုန်းကဘယ်လိုရုန်းကန်ခဲ့ရကြောင်းမြန်မာနိုင်ငံမှာသိပ္ပံပညာနဲ့ပတ်သက်ရင်ထွန်းကားတိုးတက်ဖို့လိုအပ်သေးတဲ့အကြောင်းပိုပြီးအမှတ်တရဖြစ်ခဲ့ရတာကနက်ခက်ဗေဒလောကမှာ73ခုမြောက်ရာသီခွင်အဖြစ်သတ်မှတ်ဖို့ဆွေးနွေးကြတဲ့အော်ဖီယူခက်အကြောင်းကိုနှလုံးအိမ်မှာအဘဲမြဆွဲလန်းခဲ့ကြောင်းထိုးနောက်ကျောင်းပြန်ရင်းစကားဖွဲ့တင်တည်လားလက်တွေ့မှာတော့ဝေါ်ဟာရတို့ပါရှာအကြောင်းရသည်ဝေဝါစကားတမန်နှစ်ဝင်းနဲ့ကျမမှာသူ့အနားတွင်ရက်နေလျက်အိပ်ပျော်သူလိုငုံမက်ကြီးဖြစ်နေခဲ့သည်မမိပါသေးသည်ပထမဆုံးအကြိမ်သူ့ကိုစတွေ့စာကတော့ကလည်းသူ့အပြောကိုတလဲနားထောင်သူ့အပြုံးကိုတစိတ်ပြန်ကြည့်ပြီးအတွေးနဲ့မျောနေခဲ့ဘူးသည်ပဲစချင်းသူဟာကောင်းကင်ကိုစိုးမိုးထားသည့်နေရဲ့လာရဲ့ကျဲမုံအဆူဝေးတွေရဲ့လေထုရဲ့တခုခုပြောင်းလဲဖောက်ပြန်ခဲ့လျင်မြည်တို့သောအကျိုးဆက်တွေဖြစ်လာမလဲဆိုသည့်အမေစကားဖြင့်အတန်းသားတို့ဤအာယုံကိုစူးစီးခဲ့ပါသည်အတန်းသားတွေနှင့်ရင်းနှီးမှုယူသည့်သူ့မိတ်ဆက်ပုံကပညာပါလှသည်သူသည်အဟောအပြောကောင်းသူအဝဇွန်းရှင်သူဆိုတာကိုညင်းစရာမရှိတန်းပွင့်လေးများနွက်ဖက်သွားလျင်တောင်မျက်ရည်စုပ်ချင်းခံစားချက်တင်းပွေလွယ်သောကျမလိုပထမနှစ်ကျောင်းသူများကတော့ဆရာကချောတယ်နော်ဆိုပြီးတူးကိုတူးမျက်ရည်ပြကသူ့ကိုကြည့်ရင်စိတ်ကူး၌ပင်ဥယျင်ပြိုးကြလေတော့သည်သူကတော့ဘယ်သိပါမလဲအော်ဖီယူခက်ရာသီခွင်ကလူတယောက်မွေးတကောင်ကိုစုပ်ကင်ထားတဲ့ပုံရိပ်ဖြစ်တယ်အော်ဖီယူခက်ဟာစောင်းတီတိတ်တော်လာပဲသူတီးတဲ့ပြက်ဆောင်ကိုနတ်ဖျားအပိုလိုကပေးထားတယ်လို့ဒန်ဒါကြီးကဆိုတယ်ဂရိဒန်ဒါကြီးထဲမှာတော့အော်ဖီယူခက်ခါပြိုတိုင်းကြိုက်တဲ့နှင်းစီခိုင်ပေါ့ဒါပေမဲ့သူကယူရီတိုက်ကိုပဲရှစ်ရှာတယ်တချို့ကလည်းသူ့ကိုအပိုလိုရဲ့သမီးလို့ပြောကြတယ်ထားပါဒါကအရေးမကြီးပါဘူးဖြစ်ချင်တော့သူတို့လက်ထပ်ပြီးမကြဘူးယူရီဆိုင်ကမွေးခိုက်လို့သေးရှာတယ်အော်ဖီယူခက်ကသူ့မရရဲ့ဝိညာဉ်ကိုမြေအောက်ကဘာမှာပြန်သွားခေါ်မဲဆိုပြီးခီးနေခဲ့တာပေါ့မိစ္ဆာပေါင်းစုံအဖြတ်အမှောင်ပေါင်းစုံနဲ့တွေ့ရအင်မတန်အန္တရာယ်များတဲ့ခရီးပေါ့ဒါတွေအကုန်လုံးကိုအောင်နိုင်ခဲ့တာသူ့ရဲ့အမှုပညာစွမ်းပကားနဲ့ပဲသူ့ပြက်ဆောင်တန်ကိုကြားရရင်ရန်သူဟာအလိုလိုနူးညံ့သိမ်မွေ့သွားတယ်နောက်ဆုံးတော့
ဟေရီနဲ့ဖះကသူ့ကိုမှားတယ်ယူရီတိုက်ခါလူပီကိုမရောက်မချင်းလူသေးလိုပဲစကားပြောမှာမဟုတ်ဘူးဒါပေမဲ့သူ့ကိုခေါ်သွားရမှာအော်ဖီယူကတ်ဟာနောက်ကိုလှဲမကြည့်ပဲခေါ်သွားရမယ်နောက်ကိုလှဲကြည့်မိရင်ယူရီတိုက်ခါမြေအောက်ကဘာမှာပဲပြန်ပြီးကြံရစ်ခဲ့မယ်လို့တတိပေးတယ်အော်ဖီယူကတ်ဟာပြောပြီးသူ့မိန်းမကိုခေါ်လာတာစကားတပြောပြောနဲ့ပေါ့သူ့မိန်းမအတန်မကြားတော့နောက်ဆုံးတော့ပါမပါလာရဲ့လားလို့ဆိုရင်ပြီးနောက်ကိုလှည့်ကြည့်မိတာယူရီတိုက်ဟာမြေအောက်ကဘာမှာထာဝရကြံရစ်ခဲ့တော့တယ်။အော်ဖီယူကလည်းသူ့ချစ်သူမရှိတဲ့လောကမှာမပျော်ရွှင်တော့ဘူး။နောက်ဆုံးတော့ရင်ခွဲနာကြားပြီးတည်တယ်။သူ့ချစ်သူကြံရစ်ခဲ့တဲ့မြေအောက်ကဘာကိုထိုးဆိုင်သွားတယ်လို့ရှိတဲ့ကြီးမားတဲ့ငကားငွေတန်းမှာသူ့ဝိညာဉ်ကိုရှာတွေ့နိုင်တယ်လို့လည်းပုံမြင်လုပ်ပြီးပြောကြတာလည်းရှိတယ်။ကလေးစိတ်မကုန်သေးသည့်မနုမနက်အရွယ်ခြာတိတ်မလေးတွေဟာသူ့ကိုအော်ဖီယူကက်လိုသဘောထားပြီးသူ့ပုံမြင်ကိုနားထောင်နေမှန်းသိလျင်တော့သူရှက်ရှင်ရှက်သွားနိုင်သည်။ကျမတို့ကတော့စိတ်ကူးထဲမှာသူနဲ့အတူစကြဝဠာကိုလှည့်လည်လျက်ရှိသည်။အာယုံကစာသင်ခန်းစီကိုတော်တော်နဲ့ပြန်မရောက်နောက်ဆက်တွဲသူ့ရှင်းပြချက်များကိုမကြားတစ်ချက်ကြားတစ်ချက်သူကအရာဝတ္ထုတို့ဤရက်မြဲရက်လိုသည့်သဘောနှင့်ရွေမြဲရွေလိုသည့်အင်နာရှားတဘာဝအရှိန်နှင့်အဟုန်တို့ဤတဘာဝပြင်ပလောကကအရာဝတ္ထုတို့ကိုနှိုင်းချင့်ပြီးစัจ java ရာကိုယူပဗေဒသဘောတရားနှင့်ရှုမြင်ခြင်းအကြောင်းအရာများကိုဆက်ဆက်ပြပါသည်ပထမနှစ်ကျောင်းသူများအဖို့နှစ်နာရီစာအတန်းချိန်အတွင်းအကြောင်းအရာများပြားလာသည့်သူ့ဟောပြောချက်ကိုဉာဏ်မမိတစ်ချက်မိတစ်ချက်နဲ့သာနားထောင်ခဲ့ရသည်သူခမညာသူမေးသမျှကိုပြန်မဖြေဘဲပြုံးဖြီးဖြီးနှင့်သူ့ကိုသာစိုက်ကြည့်နေခဲ့သောကျောင်းသူတအုပ်ကိုရည်ချင်းစရာလေးတွေဟုတွေးခဲ့လေမလားသိထိုနေ့ကခဏတစ်ဖြုတ်လာရောက်ပညာများသောသူ့အချိန်ပြည့်လင်ပြီးချင်းသူပြန်သွားပါသည်သူထွက်သွားတော့တာဝန်ရှိဆရာမကဝင်လာပြီးသူပြောသွားသည့်အချက်တွေအပေါ်ထပ်ပြီးဆွေးနွေးဖို့ပြောနေသည်ကိုပင်ကျမမှာတီးခံနားမထောင်နိုင်တော့ပဲသုံးထက်ကျောင်းဆောင်အပေါ်ဆုံးထက်ကနေလှေကားတစ်လျှောက်အပြေးနှင်းပြီးသူ့နောက်ကိုလိုက်ခဲ့သေးသည်ဘာအတွက်ရကြောင့်တီးလို့တစွတ်ထိုးပြေးလိုက်ခဲ့လေတလဲမသိရုတ်တရက်စိတ်ခံစားကြောက်ဖြစ်လိမ့်မည်ထင်သည်ကံကောင်းတီလားကံဆိုးတီလားမဆိုနိုင်ထိုနေ့ကသူ့ကိုမမိလိုက်ပါခန့်ခန့်ညာညာငုံဝင့်ထက်ထဲအဖြူရောင်ကားအကောင်းစားကြီးပေါ်သို့တက်သွားသည့်သူ့နောက်ကျောကိုသာပြက်ပြက်မြင်ခွင့်ရခဲ့သည်ဒီအဖြစ်ကအူးအစာဖြစ်ခဲ့သလိုနောက်ဆုံးတွေးလိုက်ခြင်းဟုကာလအတော်ကြာအထိဆိုနိုင်ခဲ့ပါသည်နောက်ရက်ကျတော့တငယ်ချင်းတွေကဘယ်ဘလို့စုံစမ်းလာကြသည်မသိသူဟာကျမတို့ထက်10နှစ်ခန့်သာကြီးချောင်းသူမိဘများကအင်မတန်ကြွယ်ဝချောင်းတက္ကသိုလ်ဝန်ထမ်းကိုဂုံတူးတတိကြီးနှင့်အောင်ပေမဲ့စေးပညာကိုမလိုက်စားပဲနက္ခတ္တဗေဒကိုသာပြည်ပတက္ကသိုလ်တွင်တွားရောက်သင်ကြားခဲ့ကြောင်းသူ့ကိုနာမည်ကြီးရာထူးရာခံရှိသောအတိုင်းဝိုင်းကသမီးရှင်များကရွှေသမက်ငွေသမက်အဖြစ်ရည်စူးကြကြောင်းအစရှိသည်ကိုသတင်းဖလှယ်ကြပါသည်ဒီလိုနှင့်သူဟာကျမတို့ကြားတွင်ရက်ပေါင်းအတော်ကြာအောင်စိတ်ကူးရင်မင်းသားအဖြစ်နေ့ရက်တွေကိုစိုးမိုးထားနိုင်ခဲ့သည်အများနဲ့မတူပဲကျမအတွက်တော့သူဟာအုပ်လုံးသိန်းစာမင်းကလေးတစ်ယောက်ဤရည်ယူနန်းနန်းစိတ်ကူးရင်မှုထက်ပိုခဲ့နိုင်ပါသည်ပိုခဲ့သည်ဟုထင်ပါသည်တူဒီမဟုတ်ပိုးကိုပိုပါသည်တီချောင်းကိုရှင်းရှင်းလင်းလင်းမပြောတတ်ပေမဲ့တီလိုကြီးကြီးလင်းလင်းလေးရောထွေနေရသည့်အဖြစ်ကိုတနေ့နေ့တွင်နှစ်ဦးသားအေးအေးလူလူပြောနိုင်ဖို့ရနိုင်ကောင်းစေရဲ့ဟုတိတ်တခိုးမျှော်လင့်ခဲ့ပူပါ၏
အခုတော့တကယ်ပဲသူဟာကျမဘေးကိုရောက်လာခဲ့ပါပြီလေရင်ပေါ်တွင်မထစ်မဖဲထိုင်ကုန်ဘေးကက်လျက်ထိုင်ခွင့်ရသည့်အထိကံအကြောင်းတရားကတိုက်ဆိုင်ပေးခဲ့ပြီးပြီပဲကျမဤရင်ခုန်တန်ကန်လေအခုမှချစ်သူနဲ့ချင်းတွေ့ခါစားအပြိုဖြန်းလေးလိုစီးချက်တွေပယံပတာနိုင်လုံးလေသည်ခြေဖျားလက်ဖျားတွေအေးဆက်နေသည်ဒါကိုသူရိမ့်မိမိကိုလည်းစိုးကြောက်ပြန်သည်ရင်းနှီးလိုသည့်စိတ်ကလည်းရှိနေနှစ်သည်ဘယ်ကနေဘလို့စကားဆရမလဲဟုဒုတိယံပြီးကြံမိပြန်သည်သူကတော့လေရင်မတက်မီလေရင်မယ်လေးကလုံခြုံရေးဆိုင်ရာစီမင်းစည်းကမ်းများအကြောင်းပြောနေစင်မှာပင်လက်ကင်ဖုန်းပိတ်လိုက်သည်ကိုကျမမျက်ဝန်းတောက်ဆုံးကနေမြင်လိုက်ရသည်မကြာမီမှာပင်သူ့ခန္ဓာကိုယ်ကိုတက်တောင့်တက်တာဟန်ဖြေလျှော့ထိုင်လိုက်သည်တိနောက်မျက်လုံးများကိုသူမိတ်ချင်မိတ်ထားပါလိမ့်မည်မသေးချပေမဲ့သူ့မျက်နှာကိုကျမရဲရဲမကြည့်ဝင်ပါလူချင်းမတွေ့ကြပေမဲ့သူဟာသူနှစ်သက်ဆိုင်ရာပညာရေးအဖွဲ့အစည်းမှလည်းနာမည်ရသူမို့သူ့အကြောင်းတွေကိုသတင်းစာနဲ့ဂျာနယ်စာမျက်နှာများကတဆင့်ရန်ဖန်ရန်ကသိခွင့်ရခဲ့ပါသည်လွန်ခဲ့သော9နှစ်ကသူ့လက်ထက်မင်္ဂလာပွဲကျေးဇူးတင်လွှာကိုပင်မမတ်ရရဖတ်လိုက်ရသေးသည်သူ့အမျိုးသမီးဘက်ကအတိုင်းဝိုင်းကတာမန်အစိုးရဝန်ထမ်းများတာသူ့အမျိုးသမီးကလည်းတာမန်ပွဲလေးတစ်ခုမျှတာလူမှုကွန်ရက်ကသူ့စာမျက်နှာတွင်တင်ထားသောသူတို့မောင်နှံဓာတ်ပုံကိုဆက်ဆက်ဆုဆုရှာဖွေမြင်ဘူးသောတငယ်ချင်းကတော့အမျိုးသမီးဤမလင်းလှလှသောရွက်ချမ်းရည်ကြိုးတွင်ပြင်ကိုစကားတင်းဆိုဘူးပါသည်ဖူးစာဆိုသည်မှာတကယ်ပဲစမ်းကြယ်လေသည်လားသူတို့အချစ်ခီးလန်းအကြောင်းကိုတေချာမသိတော့လေသူ့အိမ်တောင်ဘက်အကြောင်းနှင့်သူ့မင်္ဂလာတည်င်းကကျမကိုတမျိုးတမီခံစားရစေပါသည်နှမျောခြင်းလားမနာလိုခြင်းလားအမျိုးသမီးလေးအတွက်စိုးရိမ်မကင်းဖြစ်ရခြင်းလားတူဒီမဟုတ်အားကြခြင်းလားဒီခံစားချက်ကိုလည်းကျမမပြောတတ်အမြင်မတက်တပြန်ကျမတီလည်းထွေဝါသူမဟုတ်ပါတဲမြေဆန်သောနွေရာသီဆိုလျင်ချောင်းရည်ခန့်တတ်သောမလေးရှားတွင်အလုတ်ကျန်းသွားလောက်ကြသူများသောကားလန်းဓာတ်ရိုက်မပေါက်သဖြင့်2မိုင်မြဖုံးဆိုးမြေကိုဖျက်လျှောက်ပြီးမှရောက်နိုင်သောတဲဒီစိမ်းကိုအဓိကစိုက်ပျိုးသောစိုက်စရိတ်ကိုပွဲစားတို့အကျွေးနှင့်နှိမ်သည်ကိုအမြဲခံရသော3နှစ်ဇက်တိုက်ကျက်သွန်ဈေးကြသဖြင့်ချောင်းကဘာကနေမိမိကိုယ်ကိုအဆုံးစီရင်ဘူးသည့်တောင်သူတဦးနေထိုင်ဘူးသောလက်ချိုးရည်တွက်လျင်10တန်းအောင်သူ2ဦးသာရှိသေးသောကျမတင်ယူသောယူပဗေဒဆိုသည့်ပညာဉာဏ်နှင့်လည်းမြည်တိုးမြတ်အဆက်သည့်အတိုင်းဝယ်မရှိသောရွာကလေးကနေမျက်စိမှောက်ပြီးမြို့ကတက္ကသိုလ်ကိုရောက်ခါစားအရာရာကိုအစမ်းတကျအံ့ဩနေရချိန်တွင်ပြည်ပတက္ကသိုလ်တွင်ပညာသင်ကြားခဲ့သောတိုင်းခြားဘာသာစကားကိုထန်ကရိုင်းကြကြပြောတတ်သောလူရည်တန့်ခံရသောစัจ java နှင့်ဆိုင်သောနည်းနည်းသည့်အကြောင်းအရာများကိုရှင်းလင်းပြောပြတတ်သောသူသည်ကျမ၏စာအုပ်အသစ်ထဲကစာမျက်နှာအသစ်ဖြစ်နေခဲ့သည်သူဟာကျမဝန်းကျင်တွင်မရှိခဲ့ဘူးသောသူကျမဘဝတွင်မမြင်ဘူးမကြုံဘူးသေးသောသူမျိုးဖြစ်သည်သူ့ကိုအခါမလက်တတိတရရှိနေခဲ့ပါသည်ဟုတော့ကျမမညာချင်ပါနောက်တစ်ချိန်တွေ့လို့တွေ့ညာအောင်မေးမေးမျောလင်းခဲ့မိပေမဲ့တတိယနှစ်တွင်ကျမအမှန်တကယ်ချစ်မြတ်နိုးရသူနှင့်ဆုံရပြန်သည့်အခါသူဟာဖက်ဖူးခဲ့ဦးသောပုံမြင်တဲတွင်သာကြံရစ်ပြန်လေသည်သို့ပေမဲ့စိတ်မျက်လွန်တွင်ထင်းထင်းဆွဲပူးသည့်အရိပ်ကအမတ်မထင်ထားသည့်အချိန်တွင်ကျမကို
ဒီဒီတရရှိစေအောင်လှုံလို့ဖူး၏နှက်မဲ့ရ3ခါပေါ့ပထမတစ်ခါကကျမတို့တစ်မျိုးလုံးအားထားရသည့်အဖိုးကွယ်လွန်ဆုံးပါသွားချိန်တွင်ဖြစ်သည်မိဘနှစ်ပါးမရှိတော့သည့်ကျမအဖိုးကမဟာတတိုင်းပါပဲတီအကအရင်ပြိုကျသွားချိန်တွင်ဘဝတစ်ခုလုံးတေးကြုံသွားမတဲ့အားငယ်မိသည်ချစ်တော်သူနှင့်တွေ့ခွဲကွဲရခြင်းဆိုသောပြည်တွေဝမီးကိုခံစားနေရခြင်းအဖိုးကိုရက်လေပြီးနောက်တစ်ရက်တွင်သူ့ကိုအိမ်မက်၌မြင်မိသည်ကျမဆွဲလန်းခဲ့ဘူးတော်သူပါပဲအိမ်မက်ထဲမှာရွာအနောက်ပိုင်းကထတော်ထဲမှာသူရက်နေလေသည်ကျမကလမ်းခေါ်တော့ပြုံးပြသည်မမိတလောက်အိမ်မက်အပိုင်းစားကတိထက်မပိုထိုနည်းနှင်းကျမအိမ်မက်ထဲသို့ဒုတိယအကြိမ်သူရောက်လာပြန်တော့လေတာယာသောအခိုက်အတန့်မဟုတ်ခဲ့ပြန်ပါအသက်တမျှမျက်နှိုးရသူကျမချစ်သူကထိမ်းမြရန်တပတ်အလိုကြာမှတစ္ဆာဖောက်ပြီးခြေရဖြောက်သွားသည့်အချိန်ဖြစ်သည်ထိုအချိန်တွင်အရှက်လဲကွဲအချစ်လဲအကျိုးနေခဲ့ရပြီမို့ငါကျင်မှုကအတိုင်းအဆမရှိအခိုးငွေလိုကွဲပြောက်သွားလိုက်ခြင်းသည်အိမ်မက်ထဲမှာတော့သူနဲ့ကျမဟာချောင်းရိုးလေးတစ်ခုကိုတောင်ထိပ်ပေါ်ကနေကြီးရင်အေးတတစကားဆိုနေကြသည်အကြောင်းအရာကိုတော့ဖြစ်မမှတ်မိနှစ်ဦးစလုံးရဲပြက်ရှိနေသည်ကိုတော့ဆွဲမှတ်ခဲ့ပါသည်တီးနောက်တော့လဲပျောက်ကွယ်သွားပြန်လေသည်တတိယအကြိမ်ကတော့စိတ်ဆွဲပြီးမှတ်သည်ဟုဆိုခြင်းလဲဆိုနိုင်စေရာထိုအချိန်ကဆွေမျိုးများဤစီမံမှုကြောင့်ဘဝအတွက်အဖို့တူကိုလက်တွဲပြီးနောက်တာကြီးကိုဝင်ကိုစောင်းထားရသည့်အချိန်ပေါ့တားဥမို့ယူတီဟုဆိုခြင်းဆိုကျမမှာတားအတွက်အမြင့်မားဆုံးအကောင်းမွန်ဆုံးအတန့်စင်ဆုံးဖြစ်စေခြင်းသည့်မျှော်လင့်ချက်တို့လွန်ကဲနေခဲ့သည်မျက်နှာတောင်မမြင်ရသေးသည့်တားအတွက်အရာရာကိုလည်းအကောင်းမြင်စိတ်ဖြင့်ရှုနိုင်အောင်စူးစမ်းနေထိုင်ရသည့်ကာလပါပဲကိုဘွားနှစ်ကိုမို့သူ့ကိုမေးလျော့နေခဲ့သည်မှာနှစ်အနည်းငယ်ရှိပါပြီနိုင်ငံပိုင်သတင်းစာတွေကသတင်းတိုလေးတစ်ပုဒ်တွင်သူ့နာမည်ကိုဖြတ်ကနေတွေ့လိုက်ရပြီးနောက်အဲ့ဒီညတွင်သူ့ကိုမြင်မှတ်ပါသည်အိမ်မက်ကတော့ရိုးရိုးပါပဲသူနဲ့ကျမအမျိုးသားတို့အဲကန်ထဲတွင်ကျမနှင့်သားချောင်းကိုဆွေးနွေးနေကြသည်တဲ့သားပေါ်တွင်ကျမထက်မလျော်သောမျှော်လင့်ချက်ဒူးတဲ့ကြီးမားသည့်ခင်ပွန်းတယ်ဟာသစိမ်းအမျိုးသားတစ်ယောက်နှင့်ကျမတို့ရှေ့အကြောင်းတိုင်ပင်နေသည့်အိမ်မက်မျိုးကအတော်လေးအထာမကျသည့်အိမ်မက်ဟုဆိုရပါမည်အိမ်မက်ထဲမှာတော့ကျမဟာသူ့ကိုကြည့်နေသလားဒါမှမဟုတ်ခင်ပွန်းတယ်ကိုပိုပြီးကြည့်နေခဲ့သလားဆိုသည်ကိုမမှတ်မိပါတီးနောက်မှာတော့နောက်ထပ်10စုနှစ်တခုကုံဆုံးပြန်လေသည်သားကြီးကိုမွေးပြီး3နှစ်အကြာတွင်ကျမတို့မိသားစုဘဝထဲသို့သားငယ်လေးရောက်လာသည်ကျမခင်ပွန်းဤဆောက်လုပ်ရေးလုပ်ငန်းများကလည်းတိုးချဲ့ရသည်ကျမတီလည်းတာမန်အင်ရှင်မဘဝမှသည်အိမ်ထောင်ဘက်ကိုတထန်းတရွက်တလက်တစ်ဖက်ကိုသူဖြစ်ခဲ့ရသည်ဒီလိုနှင့်သူ့အရေးမှာအိမ်မက်၌ပင်ထင်ဟပ်ခြင်းမရှိတော့ပါလေးမကြမီလေရင်ဆင်းတော့မည်ထိုင်ကုန်ကပတ်များပတ်ထားပါရန်လေရင်မဲလေးဤသတိပေးတံကိုကြားလိုက်ရသည်တနာရီမြကြာသောလေရင်ပြန်တန်းချိန်တစ်လျှောက်လုံးလေရင်ပေါ်ကကျွေးသောအစားအစာကိုပင်မစားနိုင်လောက်အောင်အိပ်ပျော်နေခဲ့ရာကအနှဲငယ်သူလူလွန့်လာသည်ကျမကတော့သူ့ကိုစကားတခွန်းမဆိုနှုတ်ဆက်မြဲအတိတ်နဲ့ပြစ်စုံပန်အကြားလွန်ထိုးပြီးကို့အတွင်းနဲ့ကိုပြုံးမြရှိစေဂရီဘာအစိမ်းရောင်ဖက်နှက်ကိုစီးထားသည့်သူ့ချစ်ဖမိုးဖြူလွှမ်းလွှားကိုသာငေးမြဲငေးစေ
လေရင်ဆက်အရှိန်တက်လိုက်ချိန်အားလုံးထိုင်ကုန်နေရာကနေကိုစီထားကြချိန်တွင်သူသည်ပိတ်ထားသောလက်ကင်ဖုန်းကိုပြန်ဖွင့်ပြီးတယောက်ယောက်ကိုဖုန်းဆက်လိုက်ပါသည်အခုပြန်ရောက်နေပြီနော်အဲ့ဒါလှမ်းပြောတာလမ်းကနေပါဝယ်ခဲ့ရမလဲနေမကောင်းဘူးဆိုလို့မနဲ့ကလေးကစိတ်ပူနေတာအစည်းအဝေးတွေကလည်းဆက်နေလို့လေအေးဒါဖြစ်လက်ပြန်ရောက်မှပြောမယ်လေနော်သူ့အတန်ကနူးညံ့လွန်သည်အကျဉ်းသားရိတ်ကဲသည်ဘသူပါလေဘသူနဲ့ပြောတာမို့ဒီလောက်တောင်ချိုမြနေပါလေကျမမှာသူ့အတန်အနှိမ့်အမြင့်ကိုခွဲချမ်းစိတ်ဖြာရင်းကတီချေဖမိုးအစုံကိုသာဆက်ပြီးငေးနေမိပါသည်မကြခင်ရှောင်းလန်းဘေးကခုံတွင်ထိုင်နေသောသူကအရင်ထားနှင့်ပါသည်တီးနောက်ကျမအလဲပထမဆုံးအကြိမ်အဖြစ်သူ့ဘက်ကိုလှည့်ကြည့်မိတော့မှသူ့လက်ကင်ဖုန်းမျက်နှာပြင်ပေါ်ကမိသားစုပုံဟုထင်နိုင်ဖွယ်ရှိသောပုံကိုလင်းလျသည့်ကျမမျက်လွှာကအကြည့်ဆိုင်ခဲ့သည်။အိုးတကယ်ပဲအော်ဖီယူခက်လေလား။ရုတ်တရက်ဆိုသလိုကျမပြောလာသည်။ကြီးနူးနူးချမ်းမြမြဖြစ်သည့်ခံစားချက်ဟုအသေးစိတ်ဆိုရပါမည်။သူ့ကိုစားတွေ့သည့်အချိန်ကလေးကတီကြည်သူဟုကျမခံစားမိခဲ့သည်မှာငဲမြတ်မမှား။စောင်းငယ်ကြည့်လိုက်မိချိန်တွင်ငကိုရေမပြတ်ပဲတွေးလိုက်ရသည်မှာအဖေမြဝမ်းသာစရာကောင်းလိုက်လေသူ့ကိုကျေးဇူးတင်လာသည်ဆဲကြော်သက်မင်းကလေးများဤညွတ်နုမှုနှင့်အမတန်ထိုက်တန်ခဲ့သူကိုလင်းဘော်ကအစင်ဘတ်စကားပေါ်တွင်ကျမမှာကိုအတွေးနဲ့ကိုပြုံးနေရာကသူနှင့်အကြည့်ချင်းတိုးတိုင်မိပါသည်သူ့ကိုကြည့်ပြီးရွှွန်းဆာဆာပြုံးနေသောကျမကိုမြင်တော့အနှဲငယ်ဇဝေဇဝါဖြစ်သွားပုံရသည်တစ်ချက်တွေးသွားဟန်ရှိပြီးနောက်မျက်မှန်ကိုလက်နှစ်ပစ်တင်ရင်းကကျမကိုခေါင်းတစ်ချက်ရိပ်ပြလျက်ပြုံးရောင်ဖြစ်သူပြန်လဲနှုတ်ဆက်သည်တေးချပါသည်သူကျမကိုမသိပါမမိနိုင်ပါသူမမိသည့်အတိတယောက်ဖြစ်လို့ဖြစ်냐ဝိတရားကြည့်အောင်ပြုလိုက်သည့်လိုက်လဲမှုတစ်ခုသာဖြစ်ပါသည်တွေးကြည့်လျင်ရည်ချင်းစရာမိတို့စကားစားရမည်ကိုမသိတော့ကျမမှာလက်မခွဲမိတွင်သူ့ကိုစကားတခွန်းတော့မိရဆိုနိုင်ခဲ့သည်အေးကြီးလာသည့်စကားတော့မဟုတ်တို့ပေမဲ့ရှော့ရှူပြောဖြစ်သွားသည်ကိုပင်ကိုကျေးဇူးတင်မိသည်ဆိုက်ရောက်နေရတွင်ခီးဆောင်အိတ်ရှာနေသည့်သူကိုဆရာအိတ်တွေကဟိုဘက်အစွန်းမှာသွားဆောင်ရမှာဟုလမ်းညွှန်ပေးလိုက်ရှင်းမြတာဖြစ်သည်သူကလည်းဟုတ်ကဲ့ကျေးဇူးပါဆိုကထွက်သွားသည်တီလောက်ပြောနဲ့လိုက်နိုင်တာကိုပင်ကျမပျော်လှပြီအမှန်ပြောရလျင်မလန်းမကန့်တွင်မြင်ရစေဖြစ်သောသူ့ကြောပြင်ကိုဆက်ငေးချင်ပါသည်သို့ပေမဲ့မတ်ပဒင်းများအပြင်ဘက်တွင်ရက်ဆောင်နေသည့်ခင်မွန်းတင်ကကျမကိုလန်းပြနေလေသည်ဒီနေရာမှာကြာနေလို့မဖြစ်ကြောင်းသတိရလိုက်သည်လေးစိတ်ကအပြင်လန်းတွင်သားကြီးနှင့်သားငယ်ကိုကျူရှင်ကနေကြိုးပြီးဈေးဝယ်စင်တာတစ်ခုခုကိုလိုက်ပို့ပေးမိအကြောင်းကျမဂရီပေးထားသည်ပဲသူ့နှင့်အပြင်ဘက်ကိုခတ်တုတ်ထွက်လိုက်သည်ကန်းလင့်လာသောခင်မွန်းဤလက်အတွင်းသို့ကျမ၏ခီးဆောင်အိတ်ကိုထိုးထည့်ပေးလိုက်သည်တီးနောက်ကျမတို့ကားထရနေရသို့ရှောက်လာခဲ့ကြသည်ကားပေါ်ရောက်လျင်ကျမ၏3ရက်တာနေပြီးတော့ခီးစဉ်အကြောင်းခင်မွန်းတယ်ကိုပြောပြမိနိုင်ပါသည်အပြန်လမ်းမှာတွေ့ခဲ့ရသည့်သူ့အကြောင်းမပါအာမခံနိုင်ပါမပါခဲ့လျင်တမင်ချန်ထားခြင်းဖြစ်နိုင်တယ်လို့မေးလျော့သွားခြင်းကြောင့်လည်းဖြစ်နိုင်ပါသည်အကယ်၍ဒီတစ်ခါမေးအိုးမီဆိုလျင်လေအချိန်မီမျှကြအိုးမီဆိုတာကျမမသိပါကျမတွင်ဘဝတစ်လျှောက်လုံးတေးဆောင်ယူသွားနိုင်သောနှစ်သိမ့်မှုကျွမ်းကျင်ရည်ပြီးဖြစ်ပါသည်တော်တာအေးလက် January 16 2020 ခုနှစ်မနက်2:09 မိနစ်နာတော်တာဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ချမ်းမြေ့ကြပါသည်ရှင်